ဇလန်းလေးရဲ့အစမှာတော့လှေတစ်စင်းနဲ့မြစ်ထဲမှာအေးလူလူမျောနေတဲ့ဆရာတော်ထန်ဆန်းတို့အဖွဲ့ကိုတွေ့ရမှာပါလန်ခီကပြင်းစရာကောင်းလာတာကြောင့်ပါကျဲတယောက်ကပြင်းရပြင်းတွေနဲ့ဆရာတော်ကျွန်တော်ကတကယ်ပဲဝက်နဲ့တူလို့လားဆိုပြီးမိကုန်းထုတ်ပါတော့တယ်ပါကျဲကတော့သူ့ကိုယ်သူဝက်နဲ့မတူပဲချောတယ်လို့ထင်နေတာပေါ့ဗျာအဲ့ဒီမှာဆရာတော်ကလည်းစကားနဲ့မပြောပဲပါကျဲရဲ့ဘိုက်ကအစီခောက်ကြီးတွေကိုလက်နဲ့ဖြန်းကားနဲ့နေအောင်ရိုက်ပြပြီးပါကျဲမင်းဝိတ်နဲ့လောက်ချဦးမှဖြစ်မယ်ဆိုပြီးခက်ပြုံးနဲ့ပညာပေးလိုက်ပါတယ်ဒီကြားထဲဘေးနားကဝူချင်းကလည်းပါကျဲကိုကြည့်ပြီးဟုတ်တယ်အကိုကြီး၃ယောက်မြောက်ဆရာတော်တပည့်ထဲမှာအကိုကြီးကအစီအများဆုံးပဲလို့ဝင်နောက်တာကြောင့်ပါကျဲတယောက်မျက်နှာကြီးစူပုတ်သွားတာပေါ့အဲ့ဒီအချိန်မှာပဲသူတို့စီးလာတဲ့လှေဘေးနားကတောအုပ်ထဲမှာတူတွဲပြီးပျော်ပါနေကြတဲ့မြောက်ဆုံတွဲကိုလှမ်းမြင်လိုက်ရတယ်ဒါကိုမြင်တော့အရှက်မရှိတဲ့ပါကျဲကစိတ်ကူးရင်ပြီးဆရာတော်ကိုအချစ်အကြောင်းတွေတွတ်နဲ့လာတင်နေပါတော့တယ်ဆရာတော်ကလည်းပါကျဲကိုမင်းကဘာဖြစ်လို့မိန်းကလေးတွေကိုပဲဆွဲလန်းနေရတာလဲဝူခုံးကိုကြည်စံပဲမိန်းကလေးကိုမှဆွဲလန်းတာမရှိဘူးလို့ပြန်ပြောပါတယ်ဒါပေမဲ့ပါကျဲကဆရာတော်ကလည်းဆရာတော်သာတနေ့ကျရင်ကိုချီရမယ့်သူနဲ့တွေ့ရင်ကျွန်တော်ထက်တောင်ပိုပြီးဆိုးမှဆိုပြီးဆရာတော်ကိုအပီပြင်ပြန်ပြီးတော့ဆက်နောက်ပါတော့တယ်ဆရာတော်လည်းပြောမရဆိုမရတဲ့ပါကျဲကိုဘာမှမပြောတော့ပဲငြိမ်နေလိုက်ပေမဲ့ပါကျဲကတော့ပါဇက်ကမနာတမ်းဝူခုံးရဲ့အတင်းကိုစက်တိုက်တုံနေပါတော့တယ်ဝူခုံးကစိတ်နေစိတ်ထားကြမ်းတမ်းတဲ့မိန်းကလေးတွေကိုညာတာမှမဟုတ်ဘူးဆိုပြီးကုန်းချောနေတာဗျအဲ့ဒီအချိန်မှာပဲဝူခုံးတယောက်ကတော့မြစ်ထဲမှာရေချိုးနေရကနေလေပေါ်ကိုဝုန်းကနဲ့ပြန်ရောက်လာပါတယ်ဝူခုံးကလည်းမင်းကမကောင်းကြောင်ပြောနေတာလားဆိုပြီးပါကျဲကိုမျက်မှောင်ကြီးကုပ်ပြီးချိန်ဆဖို့လုပ်တာပေါ့ဗျာပါကျဲလဲချက်ချင်းအကြောက်လွန်ပြီးဝူခုံးကိုလက်အုပ်ချီကပြတယ်လဲပြန်တောင်းပန်ရပါတယ်အဲ့ဒီမှာပါကျဲကဝူခုံးကိုကြည့်ပြီးဝူခုံးမင်းစိတ်မပျော်ရွှင်လို့များဘောင်းဘီမဝစ်ထားတာလားဆိုပြီးဆက်စုလိုက်တယ်အမှန်တကယ်တော့ဝူခုံးတယောက်ရေချိုးနေတော့သူ့ရဲ့ဘောင်းဘီကပျောက်သွားခဲ့တာပါဝူခုံးကလည်းဒေါသထွက်နဲ့ငါဘောင်းဘီကိုယူသွားတဲ့ကောင်ကိုမိရင်တော့တစစီလုတ်ပြစ်မယ်ဆိုပြီးကျင်းဝါနေပြီးပါကျဲကိုတန်တရားဝင်နေတာပေါ့ပါကျဲခမရလဲဝူခုံးကသူ့ကိုရိုက်နှက်တော့မဲ့အမှန်နဲ့ဝူချင်းရဲ့နောက်ွယ်မှာအသေးအတန်သွားပုံးနေရှာပါတယ်ဒါပေမဲ့အမှန်တကယ်တော့ဝူခုံးရဲ့ဘောင်းဘီကိုယူထားတာပါကျဲမဟုတ်ပဲဆရာတော်ထန်ဆန်းဖြစ်နေပါတယ်အကြောင်းကတော့ဝူခုံးရဲ့ဘောင်းဘီကဟောင်းနှွမ်းပြီးပေါက်ပြဲနေတာကြောင့်ဆရာတော်ကစေတနာနဲ့ချီထိုးပန်းထိုးလေးတွေထိုးပေးဖို့အတွက်ယူထားတာပါဆရာတော်ကဘောင်းဘီကိုထုတ်ပေးလိုက်တဲ့အခါမှာတော့စောကတစစီလုတ်ပြစ်မယ်လို့ကျင်းဝါခဲ့တဲ့ဝူခုံးတယောက်မျက်နှာကြီးကွက်ကနဲ့ပြတ်သွားပြီးသူချိန်ဆမိတဲ့စကားကိုအရှက်ပြေပြန်ကုတ်သိမ်းလိုက်ရပါတော့တယ်ဝူခုံးကဆရာတော်လက်ထဲကဘောင်းဘီကိုအမြန်ဆွဲလူပြီးကျေးဇူးတင်ပါတယ်ဆရာတော်ကျွန်တော်စကလွန်သွားပါတယ်လို့မျက်နှာချိုသွေးပြီးပြန်ပြောရရှာပါတယ်အဲ့ဒီနောက်မှာတော့သူတို့အားလုံးအလွဲချော်ရီကြားကနေခီးကိုတူဆက်ထွက်လာခဲ့ကြပါတယ်ဒါပေမဲ့တနေရာရောက်မှာတော့ရုတ်တရက်ရေပင်ကြီးကမငြိမ်မသက်ဖြစ်လာပြီးဝူခုံးတို့ရဲ့လှေအိုကြီးဟာလှိုင်းလုံးကြီးတွေကြားတယ်နစ်မြုပ်တော့မဲ့အနေနဲ့ရေဆိုင်လိုက်ရပါတော့တယ်အဲ့ဒီအချိန်မှာပဲရေပင်ကြီးကနေဝုန်းကနေနေအောင်ထွက်ပေါ်လာတာကတော့အေယာမအရွယ်အစားရှိတဲ့မြစ်ဆောက်နှက်ကြီးဖြစ်ပါတယ်ဒီမြစ်ဆောက်နှက်ကြီးဟာရေလှိုင်းလုံးကြီးတွေကိုထိန်းချုပ်ပြီးဆရာတော်တို့အဖွဲ့ကိုအညိုအတေးကြီးစွာနဲ့အစိမ့်လိုက်မျိုးချဖို့အတင်းဝင်ရောက်တိုက်ခိုက်ပါတော့တယ်တစ်ချက်လှိုင်းပုတ်လိုက်ရင်လှေအိုကြီးကမိုးပေါ်အထိမြောက်တက်သွားပြီးလုံးဝကိုအသက်လူနေရတဲ့အခြေအနေပေါ့ဗျာပါကျဲနဲ့ဝူချင်းတို့ဆိုရင်လဲလှေပေါ်မှာဟန်ချက်မထိန်နိုင်ပဲပိုလိတ်ဒီလိတ်နဲ့အော်ဟစ်နေကြရပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့မြောက်မင်းဝူခုံးကလည်းငရင်ခံမနေပါဘူးသူဝတ်ထားတဲ့ဘောင်းဘီအသစ်ဆက်လေးကိုအထိခိုက်မခံနိုင်တာကြောင့်သူ့ရဲ့ရွှေတုပ်ကြီးကိုထုတ်ပြီးမြစ်ဆောက်နှက်ကြီးရဲ့ရေနဂါးသွင်းတွေကိုလေပေါ်မှာတင်ဒိန်းကနဲ့ဒုံကနဲ့နေအောင်ပြန်လဲခုခံတိုက်ခိုက်ပါတော့တယ်ဝူခုံးကလေပေါ်ကိုစုံပြန်တက်ပြီးမြစ်ဆောက်နှက်ကြီးရဲ့ခေါင်းကိုရွှေတုပ်နဲ့ဝုန်းကနဲ့နေအောင်ရိုက်ချလိုက်ပေမဲ့မြစ်ဆောက်နှက်ကြီးကရေတွေနဲ့လှုပ်ထားတာမို့လို့ခဏချင်းမှတင်ပြန်ပြီးအကောင်းတိုင်းဖြစ်သွားပါတယ်ဘေးကနေပါကျဲနဲ့ဝူချင်းတို့လည်းလက်နက်ကိုစီနဲ့ဝင်ကူကြပေမဲ့မြစ်ဆောက်နှက်ကြီးရဲ့စွမ်းအားကရေပြင်တစ်ခုလုံးကိုစိုးမိုးထားတာကြောင့်ကိုရင်ကြီးတို့အဖွဲ့တော်တော်လေးကိုအထိနာပြီးအကြက်ရိုက်နေခဲ့ပါတယ်လေကြီးကလည်းရေဝဲကြီးတဲ့ကိုတဖြည်းဖြည်းနစ်ဝင်သွားဖို့ဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့၄ယောက်လုံးမြစ်ထဲနစ်မြုပ်တော့မဲ့အချိန်မှာဆရာတော်ထန်ဆန်းကတော့အေးလူလူပဲလှေပေါ်မှာတရားထိုင်ပြီးမေတ္တာပို့ဆုတောင်းပါတော့တယ်ဆရာတော်ကရန်ညိုးတွေကိုအမုန်းတရားနဲ့မတုံ့ပြန်ပဲမေတ္တာတရားနဲ့ပဲဖြည့်ရှင်းမှုကြိုးစားတာပါအဲ့ဒီအချိန်မှာပဲကောင်းကင်ကနေဖျားရှင်ရဲ့ဖုံးတန်ခူးတော်ကြောင့်မော်လင်းတန်းကြီးဖြာထွက်လာပြီးအရှိကတောင်တရံကြီးမှာထူးဆန်းတဲ့မော်တကားကြီးတစ်ခုဝုန်းကနဲ့ပွင့်သွားပါတော့တယ်ဝူခုံးလဲအခြေအနေကိုရိပ်မိတာနဲ့မြစ်ဆောက်နှက်ကြီးကိုနောက်ဆုံးတစ်ချက်အပြင်းထန်တိုက်ထုတ်ပြီးသူတို့အဖွဲ့ကိုအဲ့ဒီမော်တကားကြီးတဲ့ဝင်သွားနိုင်အောင်အချိန်ဆွဲပေးလိုက်ပါတယ်မော်တကားကြီးပွင့်သွားတာနဲ့ဝူခုံးတို့အဖွဲ့ဟာမြစ်ဆောက်နှက်ကြီးရဲ့ရန်ကနေလွတ်မြောက်ဖို့အတွက်အဲ့ဒီအလင်းတန်းတကားကြီးတဲ့ကိုလှေနဲ့အတူဆွဲဝင်သွားပါတော့တယ်ဒါပေမဲ့အဲ့ဒီမော်တကားရဲ့တစ်ဖက်မှာတော့သူတို့တက်နဲ့တကူတခါမှမမြင်ဘူးတဲ့မိမလလေးတွေကြီးပဲရှိတဲ့မိမလကျွန်းကစောင့်ကြုံနေပြီးလေထဲမှာတကယ်အလွဲတွေစတင်တော့မှာဖြစ်ပါတယ်မော်တကားကြီးကိုဖျက်ပြီးတာနဲ့သူတို့၄ယောက်ဟာကောင်းကင်ရဲ့အမြင့်ကြီးကနေအောက်ကိုဝုန်းကနေလွင့်စင်ကျလာပါတော့တယ်လေကြီးကတော့လေထဲမှာတင်တစစီပျက်စီးသွားပြီးလူစုကွဲကုန်တာပေါ့အဲ့ဒီအချိန်မှာပဲအောက်ခြေကတောအုပ်ထဲမှာတောလိုက်နေတဲ့ဘရင်မလေးရှိနေပြီးဆရာတော်ထန်ဆန်းကကောင်းကင်ကနေဘရင်မလေးရှိရာစီတက်မတ်လွင့်ကျလာပါတယ်အဲ့ဒီမှာတင်ဘရင်မလေးရဲ့တမင်ဖြူလေးကဘရင်မလေးကိုလေထဲမှာလှလှပပကဲတင်လိုက်ပြီးဆရာတော်နဲ့ဘရင်မလေးနှစ်ယောက်သားလေထဲမှာပြန်ဝဲရင်းကြည်နူးစရာအကြည့်ချင်းစုံသွားကြပါတော့တယ်ဘရင်မလေးဟာသူမရဲ့တသက်မှာယောက်ျားဆိုတာကိုတခါမှမမြင်ဘူးတာကြောင့်ဆရာတော်ရဲ့မျက်နှာကိုကြည့်ပြီးမြင်ချင်းအချစ်ကဘာထဲရောက်သွားတာပေါ့ဗျာဘရင်မလေးရဲ့ရင်ထဲမှာထူးဆန်းတဲ့ခံချက်ကြီးဖြစ်ပေါ်လာပြီးဒါကိုပဲသူတို့ကျွန်းကကျင်းစာလို့သတ်မှတ်ထားတဲ့အချစ်စိတ်တင်ခြင်းလို့ထင်မှတ်သွားရှာပါတယ်
မြေပြင်ပေါ်ကိုအဆင်ပြေတက်ဆင်းပြီးတဲ့နောက်မှာတော့ဘရင်မလေးနဲ့တမင်လေးရောက်လာပြီးဆရာတော်နဲ့နောက်တစ်ကြိမ်ရင်ခုန်စရာအကြည့်ချင်းစုံမိကြပြန်ပါတယ်ဆရာတော်ကလည်းဝစ်လစ်စလစ်ဖြစ်နေတဲ့ဝူခုံးကိုသူ့ရဲ့တင်ငန်းစလေးနဲ့ကွယ်ပေးရင်းဘရင်မလေးကိုရင်ရင်ကြေးနှုတ်ဆက်ပါတယ်ဒါပေမဲ့တမင်ကြီးကဘရင်မလေးကိုနန်းတော်ပြန်ဖို့ကြောက်ကြက်လုပ်ပြီးခေါ်တာကြောင့်ဘရင်မလေးလည်းတမင်လေးကိုစီးပြီးအိမ်ပြန်သွားပါတော့တယ်ဘရင်မလေးတယောက်မြင်းစီးပြီးပြန်သွားတဲ့အချိန်မှာတော့ဆရာတော်ဘက်ကိုတလက်ပြန်နေပြီးရင်တွေခုန်နေခဲ့တာဗျဘရင်မလေးနန်းတော်ကိုပြန်ရောက်တဲ့အခါမှာတော့နိုင်ငံတော်အတိုင်ပင်ခံအတော်ကြီးကဘိုးဘေးတွေရဲ့အချစ်အကြောင်းရေးသားထားတဲ့ရှေးဟောင်းစာအုပ်ကြီးကိုထုတ်ပြီးအတင်းဖတ်ခိုင်းပါတော့တယ်စာအုပ်ထဲမှာတော့ယောက်ျားဆိုတာကတ်ဆိုးတဲ့ဆောင်လာတဲ့မိစ္ဆာတွေဖြစ်လို့တွေ့တာနဲ့တက်ရမယ်ဆိုပြီးသတိပေးထားတာပေါ့ဗျာအတော်ကြီးကဘရင်မလေးကိုယောက်ျားတွေဟာလှည့်စားတတ်တဲ့တရဝါတွေသူတို့ရဲ့စကားတွေကိုလုံးဝမယုံရဘူးလို့အကြိမ်ကြိမ်သတိပေးပြီးတိုင်းပြည်တဲ့ယောက်ျားတစ်ယောက်ယောက်ဝင်လာရင်ချက်ချင်းကွမျက်ရမယ်လို့စီကန်းထုတ်ထားကြောင်းပြောပြပါတယ်နောက်တစ်ခါမှာတော့ဝူခုံးတို့အဖွဲ့တော်ထဲမှာလမ်းပြောင်းနေကြပါတယ်အဲ့ဒီမှာတင်ပါကျဲတစ်ယောက်ပြောင်းနေတာကိုသတိထားမိသွားကြတာပေါ့အလိုက်မသိတဲ့ပါကျဲကတော့လမ်းမရှာပဲကျုံးပေါ်ကမိန်းကလေးတွေရေချိုးနေတာကိုကွယ်ရာကနေချောင်းကြည့်ပြီးမျက်လုံးကြီးပြူးကဖွင့်ကြောင်ဖြစ်နေပါတော့တယ်ပါကျဲကတွားရည်တများများနဲ့မိန်းကလေးတွေကိုငေးမောနေရင်းနဲ့ကြောက်တုံးပေါ်ကနေခြေချော်ပြီးရေထဲကိုဝုန်းကနေပြုတ်ကြပါတော့တယ်အဲ့ဒီအချိန်မှာပဲမိမလကျွန်းစစ်တပ်ကစစ်တီတွေဟာလက်နက်တွေနဲ့ရောက်လာပြီးပါကျဲကိုရောလမ်းရှာနေတဲ့ဆရာတော်တို့အဖွဲ့ကိုပါအကုန်လုံးဝိုင်းဝန်းဖမ်းဆီးသွားပါတော့တယ်ထောင်ထဲရောက်သွားပြီးနောက်ဝူခုံးတို့အဖွဲ့ထောင်ဖောက်ပြေးတဲ့အခန်းမှာတော့ဘရင်မလေးကတကားနဲ့ခေါင်းနဲ့ဝင်တိုက်မိတဲ့အလွဲပြကွက်ကိုတွေ့ရမှာပါဘရင်မလေးကဆရာတော်ကိုတနာပြီးလာခဲ့တာဖြစ်ပေမဲ့လောနေတာကြောင့်နန်းတော်တကားမကြီးနဲ့ဒုံးကနဲ့ခေါင်းချင်းဆောက်မိပြီးကျယ်တွေလာတွေမြင်သွားရှာတာပေါ့အဲ့ဒီနောက်သူတို့တွေကျွန်းပေါ်ကနေထွက်ဖို့ကြိုးစားကြပေမဲ့ကျွန်းကိုကာကွယ်ထားတဲ့အကာအကွယ်မှော်နှံရံတွေကြောင့်ထွက်လို့မရပဲလက်ပြန်လာခဲ့ရပါတယ်ထွက်မရလို့ပြန်လာတဲ့အခါကျမှဘရင်မလေးခမများခေါင်းဆောင်မိတဲ့တန်းကြောင့်သတိလစ်နေတာကိုသိလိုက်ရပါတော့တယ်ဘရင်မလေးသတိရလာပြီးတဲ့နောက်မှာတော့ဝူခုံးတို့ကိုလာရောက်တွေ့ဆုံပါတော့တယ်ဒီနေရာမှာဘရင်မလေးကဆရာတော်တို့၄ယောက်လုံးကိုရှေ့မှာထားပြီးတယောက်ချင်းစီစစ်ဆေးစကားပြောတဲ့အခန်းကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်အထူးသဖြင့်အဆောင်စစ်တီအတော်ကြီးတွေကပါကျဲကိုစစ်ဆေးတဲ့အခါပါကျဲကသူ့ရဲ့ချုံမောလာပါတဲ့ရုပ်ရည်ကြောင့်မိန်းကလေးတွေဝိုင်းချစ်နေကြတာပါလို့ရှောက်လဲချက်ပေးတာကြောင့်အတော်ကြီးတွေကစိတ်ပြက်ပြီးဝဲယုံတဲ့ဟာကိုလာနောက်နေတယ်ဆိုပြီးရိုက်နှက်ဖို့ပြင်ကြပါတယ်အဲ့ဒီနောက်ဘရင်မလေးနဲ့ဆရာတော်တို့ရင်ခုန်စရာစကားပြောကြတဲ့အချိန်မှာဘေးကနေဝူခုံးကလည်းမိမလကျွန်းကလူတွေလန့်သွားအောင်သူ့ရဲ့ခေါင်းကိုပေါ်ကနေဖြုတ်ပြပြီးအစွမ်းပြခြောက်လှလိုက်ပါသေးတယ်တကူလုံးကမိန်းကလေးတွေလည်းလန့်អော်ပြီးနောက်ဆုတ်ပြေးကြတာပေါ့ဗျာနောက်ဆုံးမှာတော့တိုင်းပြည်စည်းကမ်းအတိုင်းဆရာတော်တို့ကိုကွပ်မျက်ဖို့ကွင်းပြင်ထဲခေါ်ထုတ်လာပြီးမြားနဲ့ပစ်ခိုင်းပါတော့တယ်ဒါပေမဲ့ဒါကတကယ်အစ်စ်မဟုတ်ပါဘူးဗျာမနေ့ညကတည်းကဆရာတော်နဲ့ဘရင်မလေးတို့တိတ်ပုံဇက်တိုက်ထားကြတာမို့မြားတွေကိုအချုံတွေဖြုတ်ပြီးအတုတွေတက်ပေးထားတာပါဒါကြောင့်မိန်းမလတွေရှေ့မှာသူတို့၄ယောက်တေချာကွက်တိတေချင်အောင်ဆောင်ပြရတာပေါ့အထူးသဖြင့်ကျွန်တော်တို့ရဲ့ပါကျဲကြီးဆိုရင်ပိုက်တွေကိုတွေမှာမြားတွေအများကြီးစိုက်နေပြီးမျက်လုံးကြီးအသာမိတ်ကအသေးစက်နာပြနေတာမို့တော်တော်လေးကိုဟာတာဖြစ်ပြီးမိုက်တဲ့အခန်းပဲဖြစ်ပါတယ်ပါကျဲကအောက်ကနေညီးတွားပြပြီးအသက်ထွက်သွားတဲ့ပုံစံမျိုးကိုပြိသက်တွေသဘောကျအောင်အပီပြင်းတရုပ်ဆောင်ပြလိုက်တာဗျဒီလိုနဲ့ကွမျက်ရာကနေအလွဲချော်နဲ့လွတ်မြောက်လာပြီးတဲ့နောက်မှာတော့ဘရင်မလေးဟာဆရာတော်တို့ကိုမိန်းမလကျွန်းရဲ့မူလအစာလှိုင်ကူကြီးတဲ့ကိုလျှို့ဝှက်ခေါ်ဆောင်သွားပါတော့တယ်တအောက်နေလို့ဆရာတော်တို့သတိမိနေရကနေပြန်နိုးလာတဲ့အချိန်မှာတော့ဘရင်မလေးတို့အဖွဲ့နဲ့အတူထူးဆန်းတဲ့လှိုင်ကူကြီးတဲ့ရောက်နေတာကိုသိလိုက်ရတာပေါ့အဲ့ဒီလှိုင်ကူထဲမှာဘရင်မလေးကဆရာတော်တို့ကိုသူတို့ရဲ့ဘိုးဘေးပင်တွေရေးသားခဲ့ပြီးကျွန်းကထွက်ခွာဖို့လှုပ်ဝက်ချက်တွေပါဝင်တဲ့ရှေးဟောင်းစာရွက်အပိုင်းစာလေးတွေပျောက်ဆုံးနေတဲ့အကြောင်းအသေးစိတ်ရှင်းပြပါတယ်ဒါပေမဲ့အစမှာဆရာတော်ဝူခုံးနဲ့ဝူကျင်၃ယောက်ပဲအရင်တတိယလာကြတာပါအဲ့ဒီအချိန်မှာပဲအေးလူမနေရပဲဂူထဲကအေယာမကင်းမီကောက်ကြီးတွေရုတ်တရက်ထွက်လာပြီးရန်ရှာပါတော့တယ်ဝူခုံးတို့လည်းလက်နက်တွေထုတ်ပြီးဒုံးကနဲ့ဒိန်းကနဲ့အပြင်းထန်ပြန်ချရတာပေါ့ဗျာဝူခုံးကရွှေတုံးနဲ့ကင်းမီကောက်တွေကိုရိုက်ပုတ်ပြီးဝူကျင်ကလည်းသူ့ရဲ့လမ်းနဲ့ကင်းမီကောက်တွေကိုထိုးဆက်ကအသေးအတန်ခုခံကြပါတယ်ဒီလိုကင်းမီကောက်တွေနဲ့ရှုပ်ရှက်တိုက်ခိုက်နေတော့မှကန်ဆိုးချင်တော့ကျွန်းကထွက်ရမယ့်လှုပ်ဝက်ချက်တွေရေးထားတဲ့စာရွက်ကြီးကလေထဲကိုလွင့်ထွက်သွားပါတယ်အသေးအတန်လိုက်ဖမ်းလို့စာရွက်ကိုမိသွားတဲ့အချိန်မှာထူးဆန်းတာကစာရွက်ပေါ်မှာမင်းတို့ငါ့ကိုပဲရမယ်ငါအပေါ်ကစာတွေကိုတော့မရဘူးဆိုတဲ့စာသားကြီးပေါ်လာတာပဲပြောရရင်မပြီးသေးဘူးစာရွက်ပေါ်ကမော်စာလုံးတွေကတကယ်အသက်ရှိတဲ့အတိုင်းဘေးနားကမြစ်ရည်တွေကိုဝုန်းကနေလှမ်းခုန်ချသွားပါတော့တယ်စာလုံးတွေပျောက်ပြတ်သွားရင်ကျွန်းကထွက်လို့ရမှာမဟုတ်တော့တာမို့ဆရာတော်ထန်ဆန်းလဲဘာမှမစင်စားပဲစာလုံးတွေကိုလိုက်ဖမ်းဖို့ရေထဲကိုဝုန်းကနေခုန်ချလိုက်တယ်လို့ဘေးကဝူကျင်လဲဆရာတော်ကိုစိတ်ပူပြီးရေထဲကိုဒုံးကနေလိုက်ဆင်းရပါတော့တယ်အဲ့ဒီအချိန်ထိပါကျဲကတော့ကူဘေးမှာစိန်နဲ့တတိမိပြီးအိပ်ပျော်နေတော့မှဆရာတော်နဲ့ဝူကျင်တို့နှစ်ယောက်လုံးအရှိန်ပြင်းပြင်းနဲ့ရေထဲခုန်ချလိုက်တဲ့အတွက်မြစ်ထဲကရေလိုင်းတွေဟာကန်းဆက်ထိဝုန်းကနေဖိတ်ဆင်လန်တက်လာပြီးအိပ်ပျော်နေတဲ့ပါကျဲရဲ့မျက်နှာပေါ်ကိုကွက်တိသွားကြပါတော့တယ်အဲ့ဒီတော့မှပါကျဲခများတတိလက်နိုးလာပြီးပါဇက်ထဲဝင်လာတဲ့ရေတွေကိုဂလူးဂလူးနဲ့တောက်မိသွားတာပေါ့ဗျာအမှန်တကယ်တော့အဲ့ဒီမြစ်ကတောက်မိရင်ကိုဝင်ရစေတဲ့ကိုဝင်ဆောင်ဆန်းရေဖြစ်နေတာကြောင့်ရေထဲဆင်းမိတဲ့ဆရာတော်ဝူကျင်နဲ့ရေစင်တာကိုတောက်မိတဲ့ပါကျဲတို့ယောက်ျားစစ်ကြီး၃ယောက်လုံးခဏချင်းပါတယ်ဘိုက်ကြီးလာပါတော့တယ်၃ယောက်လုံးရဲ့ဘိုက်တွေကဖောင်းကနေနဲ့မီးဖွားခါနီးမိန်းကလေးတွေလိုလုံးဝကြီးမားလာတာဗျဒီမြင်ကွင်းကိုဘေးကနေကြည့်နေတဲ့ဝူကုန်းကတော့ကံကောင်းပြီး
ရေမတောက်မိလို့လွတ်သွားတဲ့အပြင်သူ့ရဲ့ဆရာနဲ့ညီနောင်၃ယောက်လုံးဗိုက်ကြီးနေတာကိုကြည့်ပြီးဦးလိုက်သေးလှိုက်နဲ့တဟာဟာလောင်ရည်နေပါတော့တယ်ဝူခုံးကပါကျဲရဲ့ဗိုက်ကြီးကိုလက်ညှိုးထိုးပြီးမင်းကဝက်ဆိုတော့ဝက်ကလေးတွေအများကြီးမွေးတော့မှလားလို့လှောင်တာတကယ်ကိုရဲရပါတယ်ဗျာဒါပေမဲ့ခဏချင်းမှတင်ပါကျဲတို့၃ယောက်ဟာဗိုက်ကြီးပြီးကလေးမွေးတော့မဲ့ဝေဒနာကြောင့်မြေပြင်ပေါ်မှာလူးလိမ့်ပြီးအော်ဟစ်နေကြရပါတယ်ပါကျဲဆိုရင်ငါဗိုက်ထဲကကလေးကကန်နေပြီးဆရာတော်ကယ်ပါဦးဆိုပြီးအော်ဟစ်နေတယ်လို့ဆရာတော်ကိုယ်တိုင်လည်းဘိုင်းနာလုံးလို့တရားတော်ဆက်မထိုင်နိုင်ရှာပါဘူးဝူခုံးလည်းသူ့ဆရာနဲ့ညီနောင်တွေကိုကယ်ဖို့အတွက်ကိုဝင်ဖြတ်ချနိုင်တဲ့ရေစင်ရှိရာနတ်သမီးကူစီကိုအပြေးသွားခဲ့ရပါတယ်အဲ့ဒီကူထဲမှာတော့ဆေးရည်ကိုစောင့်ကြက်နေတဲ့အေယာမနတ်ဆိုးကြီးရှိပြီးဝူခုံးနဲ့ဒုံးကနဲ့ဒိန်းကနဲ့လေပေါ်မြေပေါ်အပြင်းထန်တိုက်ခိုက်ကြပါတယ်နတ်ဆိုးကြီးကအစိမ့်ငွေတွေနဲ့မှုတ်ထုတ်ပြီးဝူခုံးကိုနှိမ်နှင်းဖို့ကြိုးစားပေမဲ့ဝူခုံးကပိုပြီးလျင်မြန်တာကြောင့်နတ်ဆိုးကြီးကိုအလဲထိုးပြီးဆေးရည်ကိုလူယူနိုင်ခဲ့လို့အလွန်ကိုပျော်ရွှင်ပြီးလှိုင်ကူထဲကိုပြန်လာခဲ့ပါတော့တယ်ကူထဲပြန်ရောက်တော့ဝူခုံးကဆရာတော်တို့ကိုအဲ့ဒီကိုဝင်ဖြတ်ချလို့ရတဲ့ဆေးရည်ကိုတိုက်လိုက်ပါတယ်ဒါပေမဲ့ဆရာတော်ထန်ဆန်းကဗုဒ္ဓဘာသာဝင်ဆရာတော်တစ်ပါးပြီးတက်ရှိကလေးငယ်ရဲ့အသက်ကိုဖျက်ချလိုက်ရတဲ့အတွက်သူ့ကိုယ်သူအပြစ်မကင်းတယ်လို့ခံစားရပြီးအလွန်မင်းစိတ်မကောင်းဖြစ်ကစိတ်ဆိုးဒေါသထွက်ပါတော့တယ်ဆရာတော်ကသူ့ရဲ့စိတ်နှလုံးဖြူစင်ငြိမ်းချမ်းစေဖို့အတွက်လှိုင်ကူရဲ့မြေကြီးပေါ်မှာတုတ်တစ်ချောင်းနဲ့ဖျားဟောကျမ်းစာတွေကိုအာယုံစိုက်ပြီးအပီအပြင်းရေးသားနေပါတော့တယ်ဒါကိုဘုရင်မလေးကမြင်တော့ဆရာတော်ဘေးမှာဝင်ထိုင်ပြီးကျမ်းစာတွေကိုလိုက်လံကူညီရေးသားပေးပါတယ်နှစ်ယောက်သားကျမ်းစာရေးရင်စိတ်ချင်းနှီးဆက်သွားကြပြီးရေးလို့မပြီးနိုင်ပဲအာယုံစိုက်နေမိတာကြောင့်ကျုံးကထွက်ခွာရမယ်အချိန်လွန်သွားပြီးလှိုင်ကူအပြင်ဘက်ကတောအုပ်ကြီးတွေကိုရောက်ရှိသွားပါတော့တယ်အဲ့ဒီတောအုပ်အပြင်ရောက်သွားတဲ့အချိန်မှာပဲကန်ဆိုးချင်တော့သူတို့ကိုလိုက်လံရှာဖွေနေတဲ့မိမလကျွန်းရဲ့နိုင်ငံတော်အတိုင်ပင်ခံမေမဲကြီးတို့စစ်တပ်နဲ့ထိတ်တိုက်သွားတွေ့ပါတော့တယ်မေမဲကြီးကယောက်ျားတွေကိုတွေ့တာနဲ့တက်ရမယ်ဆိုတဲ့စီကံအတိုင်းဆရာတော်တို့ကိုချက်ချင်းဝိုင်းဝန်းဖမ်းဆီးလိုက်ပါတော့တယ်ပြီးတော့ပြစ်ဒဏ်အနေနဲ့ဆရာတော်ထန်ဆန်းကိုလှေအိုတစင်းပေါ်မှာလက်ပြန်ကျိုးတုပ်ပြီးဘာအစာမှမပါပဲမြစ်အလဲခေါင်းထဲကိုမျောလိုက်ပါတော့တယ်ဒါကိုမြင်တဲ့ဘရင်မလေးကလည်းဆရာတော်ကိုတယောက်တည်းအသေးမခံနိုင်ဘူးဆိုပြီးဆရာတော်နောက်ကိုအသေးအတန်မြစ်ထဲခုန်ချပြီးလိုက်သွားခဲ့ပါတယ်နောက်ဆုံးတော့ဆရာတော်နဲ့ဘရင်မလေးနှစ်ယောက်သားလေတစင်းထဲမှာတူတူမျောပါသွားကြရင်နေ့ရက်တွေကြာလာတဲ့အခါအစာငတ်ရင်ငတ်ပြီးအသက်အန္တရာယ်ကြုံလာရပါတော့တယ်ဘရင်မလေးကအာရင်ကုန်ခန်းပြီးလှေပေါ်မှာလဲကျသွားတဲ့အချိန်မှာဆရာတော်ထန်ဆန်းကမေတ္တာတရားကြီးမှစွာနဲ့ဘရင်မလေးရဲ့အသက်ကိုကယ်တင်ဖို့အတွက်သူ့ရဲ့ကိုယ်ပိုင်လက်မောင်းသားကိုဓာတ်နဲ့လှီးပြီးဘရင်မလေးကိုအစာဖြစ်ကျွေးဖို့ကြိုးစားပါတယ်ဒါပေမဲ့အချစ်စစ်တဲ့ဘရင်မလေးကလည်းဆရာတော်အသားကိုမစားနိုင်ဘူးဆိုပြီးအသေးအတန်ညှင်းဆန်ပယ်ချတဲ့စိတ်မကောင်းစရာအခန်းကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ဝူခုံးတို့ဖွဲ့ကလိုက်လံကယ်တင်လို့ဘေးကင်းသွားခဲ့ပေမဲ့ဘရင်မလေးရဲ့ရင်ထဲကအချစ်တွေကဆရာတော်ထန်ဆန်းအပေါ်ပိုပြီးနှက်ဆိုင်လာပါတယ်ဘရင်မလေးကဆရာတော်ကိုဒီတိုင်းပြည်မှာပဲအတူနေဖို့မျက်ရည်ဆက်လက်နဲ့ငိုယိုကအတင်းအကျပ်တောင်းဆိုပါတော့တယ်ဒါပေမဲ့ဆရာတော်မှာကျမ်းစာပင်ရမယ့်သာသနာပြုတာဝန်ရှိနေတာကြောင့်ငါရဲ့အချစ်ကတက်ရှိခတ်သိမ်းငြိမ်းချမ်းဖို့အတွက်ပဲဖြစ်ရမယ်တဦးတယောက်တည်းအတွက်မဖြစ်စေရဘူးလို့ပြောပြီးစိတ်ဒုက္ခအကြီးအကျယ်ရောက်ရရှာပါတယ်ဘရင်မလေးကတော့ဆရာတော်စကားကိုနားမလည်နိုင်ပဲဆရာတော်နဲ့ခွဲမရနိုင်တာကြောင့်နောက်ဆုံးမှာမိမလာကျွန်းရဲ့ယာဒူးစည်းစိမ်တွေကိုပါအကုန်ဆွန့်လွတ်ပြီးဆရာတော်နဲ့အတူကျွန်းကနေလိုက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒီလိုနဲ့နှစ်ယောက်သားကျွန်းရဲ့အနားသက်မှာရှိတဲ့မော်တာအစီနေရန်ကြီးစီကိုအတူတူသွားကြတာပေါ့ဗျာဒါပေမဲ့ဘရင်မလေးဟာကျွန်းရဲ့အရှင်သခင်ဖြစ်တာကြောင့်နေဆက်မော်နေရန်ကိုဖျက်ကျော်ဖို့ခြေတလန်းချလိုက်တဲ့အချိန်မှာပဲတိုင်းပြည်ရဲ့မော်ကာကွယ်တွေအကုန်လုံးဝုန်းကနေနေအောင်ကျိုးပြတ်သွားပြီးတကျွန်းလုံးကဘာပြတ်မဲ့အနေအကြီးချက်ချင်းကြားရောက်လာပါတော့တယ်မော်စီကန်းကိုချိုးဖောက်မိတဲ့အတွက်ကျွန်းပေါ်ကအပြစ်မဲ့ပြည်သူတွေအားလုံးဟာရုတ်တရက်တက်မဲ့ကြောက်တုံးကြီးတွေအဖြစ်တယောက်ပြီးတယောက်ပြောင်းလဲသွားတာပေါ့ဗျာအဲ့ဒီအချိန်မှာတင်တိုင်းပြည်ကစင်းကလျာဖြစ်နေတာကိုအခွင့်ကောင်းယူပြီးနိုင်ငံတော်အတိုင်ပင်ခံတော်ကြီးနဲ့အတိတ်ကချစ်ကြိုက်ခဲ့ဘူးတဲ့ပင်လယ်နက်ဖျားကြီးဟာအညိုအတေးကြီးစွာနဲ့ပေါ်ပေါက်လာပါတော့တယ်ပင်လယ်နက်ဖျားကြီးဟာဒေါသအကြီးနဲ့အေယာမရေလိုင်းကြီးတွေကိုတဲဆောင်လာပြီးမိမလကျွန်းကြီးတစ်ခုလုံးကိုရေအောက်ထဲနစ်မြုပ်ပြီးအစိမ့်လိုက်ဖျက်ဆီးပစ်ဖို့ဝုန်းကနေရောက်ရှိလာပါပြီရေလိုင်းလုံးကြီးတွေကကောင်းကင်ရံအထိမြင့်တက်လာပြီးတိုင်းပြည်ကိုဝါမျိုးတော့မဲ့အခြေအနေကြီးပေါ့ဒီအချိန်မှာမြောက်မင်းဝူခုံးဟာသူ့ရဲ့ရွှေတုပ်ကြီးကိုအေယာမတိုင်လုံးကြီးလာကြီးမအောင်လုပ်ပြီးပင်လယ်နက်ဖျားနဲ့လေပေါ်မြေပေါ်အပြင်းထန်တိုက်ခိုက်ရပါတော့တယ်ရေနဂါးကြီးတွေနဲ့ဝူခုံးရဲ့ရွှေတုပ်ကြီးထိမှန်တန်တွေကတလောကလုံးဟိမ့်ထွက်သွားပါတယ်ပါကျဲနဲ့ဝူကျင်တို့လည်းဝင်ကူကြပေမဲ့နက်ဖျားရဲ့စွမ်းအားကပြင်းထန်လွန်းလို့အားလုံးအထိနာပြီးလုံးဝကိုအကျက်ရိုက်နေခဲ့ပါတယ်ဒီလိုနဲ့တိုက်ပွဲတွေပြင်းထန်နေတော့မှပဲတကယ့်ကိုအရေးကြီးပြီးရင်းနှင်းစရာအကောင်းဆုံးလူဝက်ဆန်းကျဲတဲ့အခန်းတစ်ခုရောက်လာပါတော့တယ်အဲ့ဒါကတော့ကွာရင်မဲတော်ကောင်းကင်ကနေကြွားချီလာပြီးဆရာတော်ထန်ဆန်းကိုအချစ်နဲ့တင်ငန်းနှစ်ခုတည်းကတစ်ခုကိုရွေးချယ်ခိုင်းတဲ့အခန်းပဲဖြစ်ပါတယ်မဲတော်ကဆရာတော်ကိုတာသနာပြုမဲ့တင်ငန်းကိုပဲဆက်ဝင်မလားဒါမှမဟုတ်ဘယင်မလေးပေါ်ထားတဲ့အချစ်ကိုပဲရွေးမလားဆိုပြီးစမ်းသပ်စစ်ဆေးတာပါအဲ့ဒီအချိန်မှာဆရာတော်ထန်ဆန်းရဲ့ပါဇက်ကတာသနာကိုရွေးပါတယ်လို့ပြောနေပေမဲ့သူ့ရဲ့မတိစိတ်ထဲမှာတော့ဘယင်မလေးကိုလုံးဝစွန့်လွတ်လို့မရပဲအချစ်ကိုပဲရွေးမိသွားရှာပါတယ်ဆရာတော်ရဲ့မတိစိတ်ကအချစ်ကိုရွေးလိုက်မိတဲ့အတွက်ကြောင့်ထူးဆန်းအံ့ဩစရာကောင်းစွာနဲ့ပဲဆရာတော်ဝတ်ထားတဲ့တင်ငန်းကြီးဟာကိုပေါ်ကနေဝုန်းကနေနေအောင်ချက်ချင်းရှော့ချကျွတ်ကျသွားပါတော့တယ်ဆရာတော်လည်းအလွန်အံ့ဩပြီးရှက်ကိုရှက်ကန်ဖြစ်သွားတာပေါ့ဒါကိုဘေးကမြင်တဲ့ဝူခုံးကလည်းဆရာတော်ကိုစိတ်ပူပြီးကျွတ်ကျသွားတဲ့တင်ငန်းကြီးကိုအမြန်ကောက်ယူကဆရာတော်ကိုပေါ်ပြန်ပြီးတေချာပတ်ဝတ်ပေးရှာပါတယ်ဒါပေမဲ့ဆရာတော်ရဲ့ရင်ထဲမှာဘယင်မလေးကိုချစ်တဲ့စိတ်ကဘလို့မှတားမရစီးမရတက်ကြွနေတာကြောင့်ဝူခုံးကဘလောက်ပဲအသေးအတန်ပြန်ဝတ်ပေးတင်ငန်းကြီးကကိုပေါ်မှာမြဲမနေပဲထက်ခါပြန်ကျွတ်ကျနေပါတော့တယ်ဆရာတော်ရဲ့မတိစိတ်ကအချစ်စစ်ကိုမလိမ်ညာနိုင်ပဲတင်ငန်းတွေထက်ခါကျွတ်ကျနေတဲ့အခန်းကတော့တကယ်ကိုရင်းနှင်းစရာကောင်းပြီးဆရာတော်ခမလည်း
အချစ်နဲ့တာဝန်ကြားမှာစိတ်ဒုက္ခအကြီးအကျယ်ရောက်နေရရှာတာကိုအပီပြင်းဖော်ကျူးထားတဲ့အမိုက်စားပြကွက်ပဲဖြစ်ပါတယ်ဗျာနောက်ဆုံးမှာတော့ဆရာတော်ထန်ဆန်းဟာဒီပျက်စီးခြင်းတွေကိုရပ်တန့်ပြီးတတဝါတွေကိုကယ်တင်ဖို့အတွက်သူ့ရဲ့မတိစိတ်ကအချစ်ကိုပါအပြီးတိုင်ဆွလို့ရမယ်ဆိုတာကိုတေချာသဘောပေါက်သွားပြီးဘယင်မလေးကိုနှုတ်ဆက်ကတရားထိုင်ပြီးစိတ်ကိုအကျွမ်းမဲ့အေးချမ်းအောင်ထိန်းချုပ်ကာမေတ္တာပို့လိုက်ပါတယ်ဆရာတော်ကငါရဲ့လမ်းစဉ်ကတတဝါအလုံးငြိမ်းချမ်းဖို့ပဲလို့အချစ်ကိုဆွလွတ်ကြောင်းအပြတ်သက်ဆုံးဖြတ်ပြီးဘယင်မလေးရဲ့လက်ကိုလွတ်လိုက်တာပါအဲ့ဒီမှာတင်ဆရာတော်ရဲ့စိတ်ငြိမ်းချမ်းသွားမှုကြောင့်ဖရာဟောတရားတော်ရဲ့ရွှေရောင်အလင်းတန်းတွေကောင်းကင်ယံအထိဖြာထွက်လာပြီးပလယ်နက်ဖရာရဲ့ဒေါသတွေအကုန်ငြိမ်းချမ်းသွားကမိမလကျွန်းကြီးလည်းမူလအတိုင်းပြန်လည်အေးချမ်းသွားပါတယ်ဆရာတော်ထန်ဆန်းဟာဘယင်မလေးပေးလိုက်တဲ့ကုတ်အင်ကြီးလေးကိုဝစ်စင်ကနောက်ဖက်ခီးကိုဆက်ဖို့ထွက်ခွာသွားပြီးဘယင်မလေးကတော့ဆရာတော်ထွက်ခွာသွားတာကိုနေဆက်ကနေဝမ်းနဲ့စွာငေးကြည့်ရင်ကြံရစ်ခဲ့ပါတော့တယ်ကြီးမားတဲ့တာဝန်တစ်ခုအတွက်မိမိရဲ့တကူရေးချစ်ကိုဆွလွတ်လိုက်ရတဲ့ဆရာတော်ထန်ဆန်းရဲ့ဘဝကတော့တကယ်ကိုရင်နာစရာကောင်းတယ်လို့သင်ခန်းစာလည်းရစရာပါပဲမင်းတို့ကဒီဗီဒီယိုလေးကိုသဘောကျရဲ့လားနောက်ထပ်ဘလို့ဇာတ်ကားမျိုးတွေကို recap လုပ်ပေးစေချင်လဲဆိုတာ comment မှာရေးခဲ့အောင်နော်ကျွန်တော်ရဲ့ YB Movie Recap Channel ကိုလည်း like နဲ့ subscribe မလုပ်ရသေးရင်လုပ်ပေးသွားကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ